ရေမွေးဆိုလို့ရှိရင်အခုလိုမျိုးတကောလုံးအများကြီးဖြန်းမိနေတော့မယ်လားဒီနေ့မှာတော့ဘုံကရေမွေးကိုဘယ်လိုမျိုး effective ဖြစ်နဲ့သုံးလို့ရမလဲဆိုတာကို share လုပ်ပေးမှာဖြစ်ပါတယ်Tip number 1ကိုကရေမွေးသုံးရင်းနဲ့သပင်ကိုပါမှုေးချင်လို့ဆိုပြီးတော့ဓာတ်ရိုက်ဖြန်းလိုက်လို့ရှိရင်သပင်ကအတုံတုံအခဲကြီးဖြစ်သွားတယ်ပေါ့နော်အဲ့လိုဓာတ်ရိုက်ဖြန်းမဲ့အစားကိုသုံးမဲ့ဘီလေးပေါ်မှာရေမွေးကို2ချက်လောက်လေးပဲစွတ်ပြီးတော့သပင်လေးကိုဖိဖိလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သပင်တမွေးချင်းစီတိုင်းကကိုလိုချင်တဲ့ရေမွေးနဲ့လေးသင်းပြီးတော့လေတိုက်တိုင်းမွေးနေမှာပေါ့နော် Tip number 2ဒါကတော့တော်တော်များလုပ်လို့ရှိရဲရေမွေးစွတ်ပြီးလို့ရှိရင်အဲ့လိုမျိုးလက်ကိုပုတ်လိုက်တာပေါ့နော်အဲ့ဒါကအရန်မှားပါတယ်ရေမွေးထဲမှာပါတဲ့ molecules လေးတွေမပြတ်သွားအောင်လို့အဲ့လိုမျိုးပုတ်ပုတ်ပြီးပဲဖြန့်ပေးတာကအကောင်းဆုံးပေါ့နော် Tip number 3ရေမွေးဖြန်းလို့ရှိရင်ကိုယ့်ရဲ့သွေးခုန်လုံးရှိတဲ့နေရာလေးဖြစ်တဲ့တထောင်ကွေးလေးတွေလေပင်းလေးတွေနောက်ကျောဘက်အဲ့ဒီ colon အောက်နားလေးတွေလည်းဖြန်းလို့ရတယ်ဒူးကွေးနေရာလေးမှာလည်းဖြန်းလို့ရပါတယ် Tip number 4အင်ကြီးအစ်စ်တွေမှာပါတဲ့ဒီလိုမျိုး price tag လေးတွေကိုဖြုတ်ပြီးတော့ကိုယ့်ရဲ့ရေမွေးလေးတွေစုပ်ပေးပြီးတော့ကိုယ်လွယ်နေကြအိတ်ကလေးတွေမှာဖြစ်ဖြစ်ပတ်စံအိတ်တွေမှာဖြစ်ဖြစ်ထည့်သိမ်းထားရဆိုလို့ရှိရင်ကိုယ့်ရဲ့ပတ်စံအိတ်လေးတွေကဖွင့်လိုက်တိုင်းမှာမှုန်းနေမှာပေါ့နော်Tip number 5ကိုကရေမွေးဆိုင်နေရောက်လို့ရေမွေးအနှံ့ကိုရွေးချင်နေဆိုလို့ရှိရင်အဲ့ဒီအပေါက်ကနေဓာတ်ရိုက်ရှူရမျိုးမလုပ်ဖ ೇನೆ ရေမွေးအဖုံးလေးမှာ2ချက်လောက်ဖြန်းပြီးတော့ရှူကြည့်ရမျိုးကအနက်အမှန်ကိုပို့ပြီးတော့ထွက်စီရဲပြီးတော့ alcohol အနှံ့လည်းအရင်မရဘူးပေါ့နော်အဲ့တော့ရေမွေးတွေမှာ affordable ဖြစ်ပြီးတော့သုံးလို့ကောင်းတဲ့ရေမွေးတွေမှာဆိုလို့ရှိရင် Suvarna ရဲ့ Inspire perfume လေးတွေကိုပြောချင်ပါတယ်ဒီ Suvarna Inspire perfume လေးတွေကအမျိုးအစားပေါင်း100ကျော်ရှိပြီးတော့အရေးသွေးမြင့်တဲ့ခုန်ချမ်းနေနဲ့ပဲပြုလုပ်ထားတာပဲဖြစ်ပါတယ် size လေးဆိုလို့ရှိရင်လည်း 10ml နဲ့ 30ml ဆိုပြီးတော့2မျိုးလာပါတယ်Suvarna ရဲ့အနံ့လေးတွေကအခြား Inspire perfume တွေလိုမျိုးအနံ့တစ်ခုတည်းကိုပဲတသမတ်ထဲမသွားဘဲနဲ့ top middle base ဆိုပြီးတော့နှုတ်လေးရဲ့အဆင့်ဆင့်ပြောင်းသွားတာလေးက authentic ကိုသုံးလို့ရတယ်လို့ခံစားရမှာပါ။ဦးစီမှာရှိရဲ့ဒီ Chanel ရဲ့ Chance Eau Tendre ဆိုလို့ရှိရင်ဒီလိုမျိုး soft ဖြစ်ပြီးတော့ classic ဆန်တဲ့ကောင်မလေးဆိုသုံးသင့်တယ်။ဒီ Carolina Herrera ရဲ့ Good Girl ကြတော့ဒီလိုမျိုး night out ထွက်တဲ့အချိန် party သွားတဲ့အချိန်တွေဆိုလို့ရှိရင်စွတ်သင့်တယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့ DKNY ရဲ့ Be Delicious ကကြတော့ပန်းသီးစိမ့်နဲ့လေးဆိုတော့ဒီလိုမျိုး active ဖြစ်နဲ့ cute ဖြစ်တဲ့ကောင်မလေးစွတ်သင့်တယ်။ဒီနေ့ဆိုလို့ရှိရင်တော့ဘုံက active ဖြစ်နဲ့ productive ဖြစ်နေအောင်လို့ဒီ Be Delicious လေးကိုစွတ်ထားရပဲဖြစ်ပါတယ်။အဲ့တော့ကိုကဒီလိုမျိုး authentic ရေမွေးတွေလည်း